So အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ပိုင်မှာဒီနေ့ဗီဒီယိုမှာတော့ update 4.3 မှာကျွန်တော် FVA နဲ့တဲ့ brother ရဲ့အနေနဲ့ဖုန်းအားလုံးမှာ120 FVA ရအောင်လုပ်တဲ့နည်းလမ်းလေးကိုပြောပြပေးသွားမှာဖြစ်ပါတယ် Okay ဒီနည်းလမ်းလေးကဖုန်းတိုင်းရတဲ့အတွက်ကြောင့်မို့တခြားလေးလုပ်ရင်တော့အားလုံးပဲရမှာဖြစ်တဲ့အတွက်ကြောင့်မို့ဗီဒီယိုလေးကိုမပျော်ဘဲကြည့်ဖို့အားလုံးကိုတောင်းဆိုချင်ပါတယ်အဲ့တော့အရင်ဆုံးအနေနဲ့ကျွန်တော်ဘယ်လိုလုပ်ရမလဲဆိုတော့ကျွန်တော်စလိုက်ကြရအောင် Okay so တိုင်းတို့အားလုံးပဲမင်္ဂလာပါအရင်ဆုံးအနေနဲ့ကျွန်တော်တို့ FVA Unlock ဆိုတဲ့ application လိုတယ်ဆိုတော့ဒီ application ကိုဘယ်မှာ download မလဲဆိုတော့ကျွန်တော်ဒီ video ရဲ့နောက်ဆုံးမှာပြောပြပေးရမယ်အခုတော့လုပ်ပုံလုပ်နည်းကိုကျွန်တော်ပြောပြပေးရမှာဖြစ်ပါတယ်ဆိုတော့အခုကျွန်တော်လုံးမဲ့ဖုန်းကတော့ကျွန်တော်တို့ super smooth မှာထားရင်တော့ကျွန်တော် FVA 60ပဲရတယ်အဲ့ဒါကိုကျွန်တော်120 FVA ရအောင်ကျွန်တော်တခြားလေးလုပ်ပြပေးရမယ်အဲ့တော့ကျွန်တော် FVA Unlock ဆိုတဲ့ application ကိုတစ်ချက်ဝင်မယ်ဒီနေ့ကျွန်တော် allow of the time ကိုချက်နေမယ်ပြီးတော့ FVA အပေါ်ဆုံးကကျွန်တော်တခြားလေးကြည့်ပါအပေါ်ဆုံး FVA Unlock ဆိုတဲ့ခလုတ်လေးကိုတစ်ချက်နှိပ်ပါနှိပ်ပြီးွားရင်ကျွန်တော်တို့ဒီမှာ ဆော့မဲ့ version နဲ့ကျွန်တော်တို့ထဲတဲ့ဟာလေးကိုကျွန်တော်တစ်ချက်ရွေးရမှာဖြစ်ပါတယ်ကျွန်တော်ကဆော့တာကျွန်တော် global ဆော့တယ်ကျွန်တော် global နဲ့ဒီ save ဆိုတဲ့ခလုတ်လေးနှစ်ခုကိုအစိမ်းအောင်ဖြစ်အောင်ကျွန်တော် permission ပေးရမှာဖြစ်ပါတယ်ကျွန်တော် global ရွေးမယ်ပြီးကြရင်ကျွန်တော် save ကိုနှိပ်မယ်နှိပ်ပြီးွားပြီဆိုရင်ကျွန်တော်တို့အနေနဲ့အောက်က apply FVA ဆိုတဲ့ဟာလေးကိုကျွန်တော်ဆွဲလိုက်ပါမယ်ဗျဆွဲလိုက်ပြီဆိုရင်ကျွန်တော်ဒီမှာဒီလိုလေးပေါ်လာပါလိမ့်မယ် please wait check for update ဆိုတာကျွန်တော်ဒါကို file တစ်ခုကို brother တို့ကို download ဆွဲခိုင်းတာပဲဖြစ်ပါတယ်ဆိုတော့ဒါကိုအရင်ဆုံး download ဆွဲရမှာပဲဖြစ်ပါတယ်အဲ့တော့ခဏဆောင်ပါကျွန်တော် internet line မကောင်းလို့ပါဆိုတော့တိုင်းတို့ဒါတကယ်ရရင်တော့တိုင်းတို့ဟိုဗီဒီယိုလေးကိုစောင်းအောင်ပဲကြည့်ပေးနောက်ရတဲ့လူတွေကလည်း comment မှာရတယ်ဆိုတာလေးတော့လာရေးပြီးတော့တချို့တွေကမယုံမှဆိုလို့ကဲဒီလိုမျိုးပြေးသွားရင်ကျွန်တော်အောက်မှာ yes ဆိုတဲ့ဟာလေးကိုတစ်ချက်နှိပ်မြင်ရလားမသိဘူး yes ဆိုတာတစ်ချက်နှိပ်မယ်နှိပ်ပြီးရင်ကျွန်တော်တို့ဒီမှာဒီလိုမျိုးပေါ်လာလိမ့်မယ် sorry brother တို့ကဖြတ်စရာမလိုဘူးเนาะ brother တို့ဒီအပေါ်မှာ file လေးတစ်ခုပဲပေါ်လိမ့်မယ်ကျွန်တော်ကကျတော့ခုနအစမ်းလောက်ထားတဲ့ဖြစ်တဲ့ကြောင့်မို့ဒါမျိုးပေါ်နေတာ and brother တို့အနေနဲ့ခုန apply နှိပ်လိုက်တာနဲ့ကျွန်တော်ဒီမျိုး file တစ်ခုတည်းပဲပေါ်နေလိမ့်မယ်ဗျာအဲ့လိုပေါ်ပြီဆိုရင် F5 ကိုကျွန်တော်တို့တစ်ချက်နှိပ်လိုက်မယ်နှိပ်ပြီးတော့ကျွန်တော်ဒီအောက်မှာတွေ့လား exit here ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်ပါဆိုတော့ exit ရောက်ပြီးဆိုအောက်မှာကျွန်တော် game back ဆိုအဖြူအောင်စာမျက်နှာလေးပုံစံနဲ့ဗျာဒီမိုးလေးပေါ်လာလိမ့်မယ်ဆိုတော့အဲ့ဒါလေးကိုကျွန်တော်တို့ဖိလိုက်မယ်ဖိရမှာเนาะအဲ့စာကြောင်းလေးဖိလိုက်ဖိပြီးတော့ကျွန်တော်ဒီမှာ copy ဆိုတာလေးကိုနှိပ်မယ်တခြားလေးကြည့်ပါ copy ဆိုတာလေးနှိပ်မယ်နှိပ်ပြီးွားရင်ကျွန်တော်တို့အပေါ်ကဘားလေးကိုကျွန်တော်ချက်နှိပ်မယ်နှိပ်ပြီးရင်ကျွန်တော်တို့အမှာ device story တွေကိုနှိပ်မယ်နှိပ်ပြီးွားရင်ကျွန်တော်ဒီမှာဘယ်ထဲဝင်ရမလဲဆိုတော့ကျွန်တော်ဒီမှာ Android ထဲကိုဝင်မယ်ကျွန်တော်အားလုံးပဲရသိချင်လို့ပေါ့နော်ကျွန်တော်ဗီဒီယိုလေးကိုများလေးပါလေးထိုးပေးထားတယ်အတိုင်းလေးပဲနှိပ်ပါ Android ထဲဝင်မယ်ပြီးမားနှိပ်ပြီးွား sorry Android ထဲဝင်မယ်နော်ဝင်ပြီးရင်ကျွန်တော် data ထဲဝင်မယ် data ထဲဝင်မယ်ပြီးကြရင်ကျွန်တော် PUBG တန်းဆန့်ကော IG ထဲဝင်မယ်ဗျာကျွန်တော် PUBG ပုံလေးထဲဝင်မယ်ဝင်ပြီးကျွန်တော်အောက်မှာ file ဆိုတာထဲဝင်မယ်ပြီးကြရင်ကျွန်တော် UE4 game ထဲဝင်မယ်ပြန် share ထဲဝင်မယ်နောက်အောက်ဆုံး share ထဲပဲပြန်ဝင်မယ်ပြန် save ထဲကိုချက်ဝင်မယ်ဆိုတော့ဒီနားလေးမှာစာတွေတရားများနေလို့ကျွန်တော်များထုတ်ပြမယ်ဆိုတော့ဒီမှာပါဒီကောင်လေးကိုနှိပ်လိုက်ပါအထဲဝင်လိုက်ပါချက်နှိပ်မယ်နှိပ်ပြီးတော့ကျွန်တော်ဒီမှာပါဒီကောင်လေးကိုပြန်ဝင်ပါချက်နှိပ်မယ်နှိပ်ပြီးတော့ကျွန်တော်အောက်ဆုံးကစာရွက် folder လေးကိုကျွန်တော်အောက်ဆုံးကစာရွက်ပုံစံလေးနဲ့ဟာလေးကိုချက်နှိပ်မယ်ဆိုတော့ဒီမှာကျွန်တော်အဖြူရောင်လေးတော့ထည့်ပြီးသွားပြီပေါ့နော်ဆိုတော့ထည့်ပြီးသွားပြီဆိုတော့ကျွန်တော် game နဲ့တစ်ချက်ဝင်ကြည့်မယ်ကျွန်တော်120 FPS ရသွားပြီလားဆိုတာကဲဆိုတိုင်းတို့ရောက်လာပြီဆိုတော့ကျွန်တော် graphic တွေကိုတစ်ချက်ဝင်ကြည့်မယ်ကဲဆို graphic တွေကိုတစ်ချက်ဝင်ကြည့်မယ်ဆိုတော့ဒါတို့အားလုံးပဲမြင်တဲ့အတိုင်းပဲကျွန်တော်ဒီမှာပါဒီ
မှာပါကျွန်တော် FE ရဲ့120 FE ရပါပြီဖြစ်ပါတယ်ဒီမှာပါဆိုတော့120ရဲ့ကျွန်တော် application ကိုကျွန်တော်ခုပြထားတဲ့ Telegram channel မှာလာ download ရရပြီပဲဖြစ်ပါတယ်ဆိုတော့ comment အောက်မှာလည်းအဲ Telegram channel ရဲ့ link ကိုချပေးထားရပြီပဲဖြစ်ပါတယ်အဲ့တော့ဒီနေ့ video တော့ဒီလောက်ပါပဲအားလုံးပဲတတာ